ရှိတယ်တိစိတ်ဒီ5%ပဲရှိပြီးတော့မတိစိတ်ဒီ95%ရှိတယ်လူတယောက်အောင်မြင်တိုးတက်ချင်တာပဲဖြစ်စေကျမ်းမာချင်တာပဲဖြစ်စေပျော်ရွှင်ချင်တာပဲဖြစ်စေအကုန်လုံးဒီမတိစိတ်ကအလုံးလုံးတာတိစိတ်နဲ့မတိစိတ်ကဘလို့ပိုင်းနေတာဝန်ယူထားရလဲလို့မေးရင်တိစိတ်ဒီဆုံးဖြတ်ချက်ချတာဟုတ်တာခွဲခြမ်းစိတ်ပြတာဒါမှားလားမှန်လားဟုတ်လားမဟုတ်လားနောက်ဆုံးဖြတ်ချက်ချတယ်ဒါကိုလုံးမယ်မလုပ်ဘူးစသဖြင့်သူကတာဝန်ယူပေးတာခံစားချက်တွေ memory တွေဘာလို့ trauma တွေ pain တွေရှိတယ်နောက်လူတယောက်ရဲ့ဘဲလူတန်မိုးထားမှုတွေရှိမယ်လူတယောက်ရဲ့ယုံကြည်မှု belief personal belief cultural belief ကိုယ့်ပေါ်မှာကိုယုံကြည်တဲ့ယုံကြည်မှုတွေလောကကြီးပေါ်မှာမြင်တဲ့ယုံကြည်မှုတွေလောကကြီးပေါ်မှာယုံကြည်ထားတဲ့အရာသတ်မှတ်ထားတဲ့အရာတွေနောက်ခုနဘဲလူဆိုတဲ့တန်မိုးထားမှုအရာတွေကျမတို့ကိုဘလို့တတ်မှတ်ထားလဲကိုဘလို့တန်မိုးထားလဲငါဒီဘလို့အခြေအနေမျိုးမှာပဲရောက်နေပါစေငါသူများအသက်ကိုမတတ်ဘူးစသဖြင့်တချို့တွေကြတော့အဲ့လိုမဟုတ်ဘူးကိုယ့်အသက်ချမ်းသာဖို့အတွက်သူများတက်လည်းတက်ချင်တက်ရမှာပဲစသဖြင့်တန်မိုးထားမှုတွေမတူဘူးယုံကြည်မှုတွေမတူဘူးယုံကြည်မှုလို့ပြောတဲ့အခါကျလို့ရှိရင်ကျမတို့ personal belief ပေါ့ဆိုပါစို့ငွေပေါ်မှာယုံတဲ့ယုံကြည်မှုတွေတယောက်နဲ့တယောက်ယုံကြည်မှုတွေမတူကြအောင်တချို့တွေကြတော့ငါချမ်းသာနိုင်တယ်မဖြစ်ဖြစ်ဘလောက်ခက်ငါရအောင်လုပ်မယ်ကြိုးကြမဟုတ်ဘူးငါဒီမိဘဆွေမျိုးတိုင်းဝိုင်းကအမွေမပေးထားတဲ့အတွက်ငါမချမ်းသာဘူးငါဘလောက်ကြိုးစားစားမချမ်းသာဘူးဆိုတော့ယုံကြည်မှုအဲ့တော့အဲ့ဒီယုံကြည်မှုတွေဖိန်းတွေယုံကြည်မှုတွေဘဲလူတွေခုန emotion တွေခံစားချက်တွေပေါ့ကျမတို့ဒေါသဖြစ်တယ်နာကျင်တယ်ကြောက်တယ်ဝမ်းနည်းတယ်အားငယ်တယ်တိမ်ငယ်တယ်စသဖြင့်အဲ့ဒီခံစားချက်ကောင်းတဲ့ခံစားချက်မကောင်းတဲ့ခံစားချက်နောက် memory လို့ပြောတဲ့အခါကျရင်ကျမတို့မိခင်ဝမ်းထဲကနေပြီးတော့လက်ရှိအသက်အရွယ်ဒီမှတ်သားထားတဲ့အရာတွေအဲ့ဒါတွေဒီမသိစိတ်ထဲမှာရှိတာစိတ်တရားလို့ပြောတဲ့အခါကျရင်လည်းchildhood trauma ကလေးဘဝရတဲ့စိတ်ဒဏ်ရာငွေကြောင့်ရတဲ့စိတ်ဒဏ်ရာအချစ်ကြောင့်ရတဲ့စိတ်ဒဏ်ရာတို့ဖြတ်ထိုးညံနေအဲ့ဒါတွေဒီမသိစိတ်ကအလုပ်လုပ်တာအဲ့တော့အိမ်မွေးချတာဒီဘာလုပ်တာလဲလို့မေးလို့ရှင်အိမ်မွေးချတာဒီကျမတို့ရဲ့အဲ့ဒီမသိစိတ်ကိုကြာခံအောင်လုပ်တာဘာလို့ကြာခံအောင်လုပ်တာလဲဆိုကျမတို့လက်ရှိအခြေအနေမှာဆိုလို့ရှင်လူတွေဒီသိစိတ်တလဲမသိစိတ်တလဲသိစိတ်တလဲမသိစိတ်တလဲသွားနေရသိစိတ်ရှိနေတဲ့အချိန်ဆိုလို့ရှိရင်ဥပမာဆိုပါစို့ကျမတို့ဖောက်ပြန်ခံရတယ်ပဲစားရပါတော့ဒါကြီးကိုငါမေးပြစ်လိုက်တော့ဒါကြီးကငါအတွက်မကောင်းမစင်စားသင့်ဘူးစားသဖြင့်သိစိတ်ကအဲ့လိုပြောပြမလို့ခံစားချက်ကပါနေတာခံစားချက်ကဒီဟာကြီးကိုဆက်မသွားသင့်ဘူးဆိုတာသိတယ်ဒါပေမဲ့လို့ဆက်သွားမိနေတယ်အဲ့တော့အဲ့ဒီသိစိတ်တလဲမသိစိတ်တလဲဖြစ်နေတဲ့ပုံစံကိုကျမတို့ကခုနကဒီအထဲမှာရှိနေတဲ့ memory တွေเนาะမကောင်းတဲ့ memory ကိုထုတ်ချင်တဲ့အခါနော်ကောင်းတဲ့ memory ထပ်ထည့်ချင်တဲ့အခါ trauma တွေထုတ်ချင်တဲ့အခါစသဖြင့်မသိစိတ်ထဲမှာရှိနေတဲ့အရာတွေကိုပြုပြင်ပြောင်းလဲချင်တဲ့အချိန်မှာကျမတို့အိမ်မွေးချတာအဲ့တော့အိမ်မွေးချတာဒီပြောမယ်ဆိုရင်မသိစိတ်ကိုကြာခံအောင်လုပ်တာဆိုရင်အိမ်မွေးချတဲ့အခါမှာဘလို့ကောင်းကျိုးရှိလဲဆိုလို့ရှိရင်စိတ်နဲ့ခန္ဓာကိုယ်ကတသားတည်းဖြစ်သွားတယ်ကတ်သွားတယ်ငြိမ်သွားတယ်ကျမတို့ပုံမှန်ဆိုလို့ရှိရင်စိတ်နဲ့ခန္ဓာကိုယ်နဲ့ဒီတသားတည်းမဖြစ်ဘူးမကတ်ဘူးပြောမယ်ဆိုလို့ရှိရင်ကျမတို့တရားထိုင်နေတဲ့အခါမှာပဲဖြစ်ဖြစ်အလုပ်တစ်ခုလုပ်နေတဲ့အခါမှာပဲဖြစ်ခန္ဓာကိုယ်ကဒီနားမှာရှိနေမလို့စိတ်ကဟိုရောက်ဒီရောက်ရောက်တာအတွေးပေါင်းစုံတွေးတဲ့နေရာကိုရှောက်သွားနေတာအဲ့တော့တွေးတဲ့နေရာရှောက်သွားနေတာဖြစ်တဲ့အတွက်ကျမတို့လက်ရှိလုပ်နေတဲ့ပုံမှာအာယုံစူးစိုက်နိုင်စွာအားနည်းသွားတာအဲ့တော့အိမ်မွေးချလိုက်ပြီဆိုလို့ရှိရင်ကျမတို့ဒီအဲ့ဒီရှောက်သွားနေတဲ့စိတ်ကမသွားတော့ခန္ဓာကိုယ်နဲ့တသားတည်းကတ်သွားတယ်စိတ်ငြိမ်သွားတယ်လို့ပြောလို့ရတယ်နောက်တစ်ခုရလက်ပါကောင်းလဲဆိုလို့ရှိရင်အိမ်မွေးချလိုက်ပြီဆိုလို့ရှိရင်ခန္ဓာကိုယ်မှာရှိနေတဲ့တင်းနေတဲ့အကြောတွေဒီပြေရော့ပျော့ပြောင်းသွားတယ်သွေးလည်ပတ်နှုန်းကောင်းသွားတယ်အဲ့ရတာကောင်းတယ်စိတ်ငြိမ်တယ်အိမ်မွေးချတာဒီစိတ်နဲ့ခန္ဓာကိုယ်နဲ့တသားတည်းဖြစ်အောင်လုပ်တာစိတ်ကလေးပြေရော့ပျော့ပြောင်းသွားအောင်လုပ်တာစိတ်ရဲ့တင်းမာမှုတွေပျော့ရပြောင်းသွားအောင်လုပ်တာခန္ဓာကိုယ်မှာရှိနေတဲ့အကြောတွေပြေရော့ပျော့ပြောင်းသွားအောင်လုပ်တာစိတ်နဲ့ခန္ဓာကိုယ်ရဲ့တင်းမာမှုတွေကိုလျော့သွားအောင်လုပ်တာအဲ့တော့ခန္ဓာကိုယ်ရဲ့တင်းမာမှုဆိုလို့ရှိရင်တော့လူများစုကသိကြတယ်စိတ်ရဲ့တင်းမာမှုဆိုလို့ရှိရင်စိတ်ရဲ့မွန်းကျက်တာစိတ်ဖိစီးတာဒေါသဖြစ်တာစသဖြင့်အဲ့လိုမျိုးစိတ်ရဲ့တင်းမာမှုတွေမွန်းကျက်ဖြစ်နေတဲ့အရာတွေကိုပြေရော့ပျော့ပြောင်းသွားအောင်လုပ်တာဒီအိမ်မွေးချတာ